အားလုံးပဲမင်္ဂလာပါနော်ဦးနိုင်ရဲ့ဒုတိယ YouTube channel မှာရှိနေကြတဲ့ဒုတိယဝါသနာရှင်တွေအတွက်ကိုမေတ္တာစေတနာရှိထားပြီးတော့အခုလာမယ့်အပတ်တော့ကိုဦးနိုင်ကိုတင်ပေးလိုက်ပါပြီနော်ကြံနေတဲ့လူတွေများတွေ့ရင် channel လေးကိုအားပေးဖို့အတွက် subscribe လေးနှိပ်ပြီးတော့ဦးနိုင်တင်နိုင်မှာတွေ့မြင်ရရှိအောင်လို့နော် channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးကြပါဦးကြံနေတဲ့ဒုတိယဝါသနာရှင်တွေညီကောင်မောင်နှမတွေလည်းနော်ကြံနေတဲ့ဆိုရင်ဦးနိုင်အခုတင်ပြီးတဲ့ကဏ္ဍကိုရောစော့ကစားပြီးထိုးလို့ရပါတယ်နော်ဦးနိုင်တပတ်စာအတွက်ကိုဝေကဏ္ဍအနေနဲ့ပတ်တီးတွေနော်အခွေမပြောက်ပတ်တီးတွေအားလုံးကိုဦးနိုင်တင်ပေးထားပါတယ်ကြိုက်နေတဲ့ဆိုရင်ရေစော့ပါကြိုက်နေတဲ့ဆိုရင်ဦးနိုင်အခုပြီးတဲ့ပိုင်းတွေ့တဲ့ခိုင်မှာနော် like share လေးတွေနော်အများတွေ့လို့ရတဲ့နေရာလေးတွေ share ရင်းတွေလုပ်ပြီးရော channel လေးကိုအားပေးပြီးလက်မလေးတွေနှိပ်ပေးသွားပါနော်နေ့တိုင်းကဏ္ဍလေးကိုလိုချင်တယ်ညီကောင်မောင်နှမလည်းဦးနိုင်အခုချပေးထားတဲ့ဖုန်းပိုင်နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့နေ့တိုင်းကဏ္ဍလေးတွေကိုဦးနိုင် free ပေးမှာပါနော်ငွေကြီးလွှဲဆောင်တရားမလို့ပေးစရာမလို့ပဲဦးနိုင်ရဲ့ကဏ္ဍလေးကိုအမြဲတွေ့မြင်အောင်ဦးနိုင်ကိုနော်လိုက်မလေးတွေပဲကူညီပေးသွားနေ့တိုင်းကဏ္ဍလိုချင်တဲ့အကိုတွေအမတွေလည်းဦးနိုင်ရဲ့အခုချပေးတဲ့ဖုန်းနံပါတ်ကိုလိုက်ပါနေပြီးတော့ဟိုင်းလိုက်ပါဦးနိုင်နေ့တိုင်းကဏ္ဍလေးတွေနော်အောင်လို့ပြောင်းကြိုးစားချပေးပါမယ်နော်ဒီတစ်ပတ်စာကဏ္ဍလေးကိုစိတ်ဝင်စားတဲ့ကြိုက်နေတဲ့ကိုလက်ရီရောက်ထိုးလို့ရပါတယ်နော်ကိုကြိုက်တဲ့ကဏ္ဍရဲ့အတွက်ထိုးလို့ရပါတယ်ဦးနိုင်တစ်ပတ်စာအတွက်ကိုယခုပတ်သက်ဦးနိုင်အကောင်းဆုံးတင်ပေးထားပါပြီတွေ့တဲ့ကိုတွေမားတွေလည်းအခုဦးနိုင်တင်တဲ့ဦးနိုင်ရဲ့ file လေးကိုတွေ့တဲ့အခါမှာနော်အများတွေ့ရင်အများမြင်လို့ရတဲ့နေရာတွေမှာ share ရင်းနဲ့လုပ်ပြီးနော်ဦးနိုင်ရဲ့ channel ဦးနိုင်တင်နိုင်ကိုတွေ့မြင်ရအောင်လို့ဦးနိုင်ရဲ့အခု YouTube channel လေးကို subscribe လေးနှိပ်နော်ဘေးကခေါင်းလောင်းလေးနဲ့လက်မလေးတွေနှိပ်ပြီးအားပေးကြပါလို့ဦးနိုင်မေတ္တာရက်ခံပါတယ်စေတနာရှိထားပြီးတော့မေတ္တာတရားနဲ့ဦးနိုင်ဒီတစ်ပတ်တော့ကိုကဏ္ဍလေးတင်ပေးလိုက်ပါပြီနော်